ဘိုးလောက်တယ်ကိုလိုချင်တဲ့စာလေးတွေကိုဘိုးစလုံးလေးတွေကိုတိတက်ရှက်သွားအောင်မဲချင်တယ်ဒါဆိုရင် control B လေးကိုနှိပ်လိုက်ဘိုးဖြစ်သွားတာတွေ့ရတယ်ဒီစာလေးကိုပဲ share ကစောင်းနေတဲ့ control B I လေးကိုနှိပ် italic စလုံးလေးတွေဟာစောင်းနေလို့ဖြစ်ပါတယ်နောက်တစ်ခုကမြင်တာဆိုတော့ underline ပေါ့ control B ရှူကိုနှိပ်မြင်လေးတားထားတာကိုတွေ့ရတယ်ဒါလေးတွေကသူကဘာလဲဆိုတဲ့အခါကျတော့ဘိုးစလုံးလေးတွေကိုမဲတယ် italic စလုံးလေးတွေကိုစောင်းတယ် underline မြင်လေးတားတာကိုဒါကို font style လို့ခေါ်တယ်ဟာလို့ဒါတွေကဘယ်မှာလာပြလဲဆိုတဲ့အခါကျတော့ဒီပေါ်ကလေ home လေးမှာလာပြတယ်ဒီချက်ဒီနေရာလေးကိုပြမယ်နော်ဒီမှာ B ဆိုတာရှိတယ်ဒါ B ဟာ bold စလုံးလေးတွေကိုမဲတယ် shortcut က control B ဖြစ်တယ် I ဆိုတာတော့ italic စလုံးလေးတွေကိုစောင်းတယ် shortcut ကတော့ control I ဖြစ်တယ် U ဆိုတာတော့ underline မြင်းလေးတွေကိုတားတယ်သူရဲ့ shortcut ကဘာလဲဆိုတော့ control U ဖြစ်တယ်